အားလုံးပဲပြန်လဲကျေးဇူးပါတယ်ကဲခုနကရွေးဝတ်ထားအင်ဂျီလေးပေါ့နော်မကဘယ်လိုပုံစံလေးဝတ်ထားအမကျတော့အမှန်တော့လေဒီ look ကလေဘာလို့နဲ့သွားတူနေလဲဆိုတော့လေတင်းချန် festival လွန်နေသွားတူနေတာဘာလို့လဲဆိုတော့ design ကအဲ့လို look ဖြစ်နေတာဟုတ်အဲ့ဂျင်မောင်းမီနေဆိုတော့ပေါ့ပါပဲဒါပေမဲ့တင်းချန် look ဆိုပေမဲ့လေ तू ကဝတ်လို့ရတယ်ကွာအခု summer ပဲဖြစ်ကွာဒီလားအဲ့လိုမျိုး vibe ရတယ်ပေါ့နော်ပြီးလို့ရှိရင်ဥပမာ rainy vibe ဆိုလို့ရှိရင်လေအပေါ်ကကုတ်လေးနဲ့ထပ်လိုက်တာမျိုးပဲဖြစ်ကတိကန်လေးနဲ့ထပ်လိုက်တာမျိုးပဲဖြစ်လဲအဆင်ပြေတယ်အဲ့ဒီ look ကိုတော့ကြိုက်တယ်ဘာလို့လဲဆိုတော့ဒီအလိုရှိမှသိမလားအဲ့လိုပုံစံမျိုးလေးဆိုတော့လေမသိလို့ရှိရင်ကိုဝဲလေးလိုမျိုးလေးလှရကွာကြိုက်တယ်အဲ့လို look မျိုးလေးကြိုက်တယ်အဲ့တော့ဒီ design လေးရအောင်ဒီဇိုင်းကြတော့နည်းနည်း flowy နဲ့ဘယ်လိုပြောရမလဲ cute ပဲပေါ့ပြောရမယ်ဆိုရင်အဲ့လိုသွားတယ်ပြီးတော့ဒါကြလူငယ်တွေကြိုက်မဲ့ design မျိုးပေါ့နော်အင်ဂျီလေးဆိုလဲသူမျိုးအဖက်ဖက်လေးနဲ့ပြောရမယ်ဆိုရင်ညီမကြရတဲ့ခါကြီးရဲ့ bike နည်းနည်းထွက်တဲ့ပါတယ်အဲ့ဒါဒီကကားလေးနဲ့သူမျိုးလေးဆိုတော့နဲဟုတ်တယ်လုံးဝဒီလက်ကွာဖုံးတယ်ပေါ့ပြောရမယ်ဆိုရင်ဟိုတဲ့ခါကျလုံးဝ look ကကြတော့ငိန်နဲ့ဘက်သွားလိုက်တာပေါ့နော်ဒီဘက်ကိုကျလုံးဝဒီအကျက်ဘက်ဆိုတော့အဆင်ပြေအပေါ်အကားနဲ့အောက်ကကျတော့အကျက်အဲ့ဒါတော့အပေါ်ကျအောက်ကအကားလေးပုံစံဖြစ်သွားတယ်ပေါ့နော်အဲ့တော့ကိုဒီဇိုင်းနဲ့ကိုရွေးလိုက်တယ်အဲ့တော့နောက်တဲ့တစ်စုံထက်ရွေးကြည့်မှာပေါ့နော်ဂါဝင်ရွေးဖြစ်မယ်ထင်တယ်တတိယမရောအမကနောက်ဒီဇိုင်းတစ်ခုကကြတော့ skirt နဲ့အင်ဂျီလေးနဲ့ဟိုမှာအဲ့လေး try on လို့ကြည့်လိုက်ရင်ကောင်းမလားလို့လေနော်အဲ့ဆိုချက်တော့ရွေးပြီးတော့ပြတ်ကြည့်အောင်ပြတ်ကြည့်လိုက်မယ် okay ဒီဟာလေးလေဒါလေး try on လုပ်လိုက်မယ် okay ကဲညီမတော့ဒီဘီဒါရောင်ကောင်လေးပေါ့နော်တက်ကတော့ဒီအောက်ကအဝါရောင်နဲ့အပေါ်ကအဖြူနဲ့ကို try on လုပ်ကြည့်လိုက်မယ်အဲ့တော့ try လုပ်ပြီးတော့friend တွေကတော့ recommend လေးပဲပေးပြီးပေါ့နော် recommend လေးနဲ့ပို့ပြီးတော့အဆင်ပြေနိုင်မလဲပေါ့နော်ကိုရီစိတ်ချရွေးချယ်ဝတ်ထားဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် recommend လေးပေးပေးပါလို့ပြောချင်ပါတယ်ကဲအခုဒါလေးဝတ်ပြီးတော့ပြင်ပြီးထွက်လာခဲ့မယ်နော်ကြလုံးဝေးတန်ဝတ်လာလိုက်ပြီးအဲ့တော့ကိုကြိုက်တဲ့ fashion တွေကိုဝတ်လာလိုက်တယ်အဲ့တော့ကိုဝတ်လာလိုက်တဲ့ fashion လေးတွေကိုနည်းနည်းလေး sharing တွေးပြီးတော့ဝတ်လဲပေါ့sharing လေးလုပ်ကြမယ်မထည့်ရင်အခုတော်တော်များများလူငယ်တွေထဲမှာ trend ဖြစ်နေတာစကတ်အရှည်တော်တော်များများ trend ဖြစ်နေတယ်အဲ့တော့ဒီစကတ်အရှည်ကိုမှအပေါ်ကပေါ့နော် top ကျွတ်တလုံးလေးနဲ့ try အောင်လုပ်ကြည့်လိုက်တာအဲ့တော့ကိုကတော့အရင်ကြိုက်တယ်ဒါပေမဲ့ recommend လေးတော့ပေးပေးပေါ့နော်လိုက်လားမလိုက်လားဆိုတာပေါ့နော်ဒီအရာဆိုလို့ရှိရင်လူများခေါ်ဗတောက်6ရောင်ပေါ့နော်ဆိုတော့တော်တော်များများ look ကအရင်ကြိုက်တယ်အခုလူငယ်တွေထဲမှာ trend တော်တော်ဖြစ်နေတာဆိုတော့ဒီအဖြူနဲ့ဗတောက်6နိုင်ကိုတော့တွဲပြီးတော့ဝေ့ကြည့်လိုက်တယ်အဲ့တော့ကိုကတော့အရင်ကြိုက်တယ် okay အရင်ကြိုက်တယ်စကတ်ရှိဆိုအင်ဂျီနဲ့စကတ်နေရတယ်နန်းဟွာပေါ့ beach style ပေါ့ပြောရမယ်ဆိုရင်ဝဲလေးဆိုကားလေးနဲ့အထုပ်လေးနဲ့ပေါင်းဝိုင်းပြီးသွားရင်အဲ့လိုမျိုးလေးပေါ့အဲ့တော့တီတီက sharing လေးလုပ်ပေးပါအောင်ညီမလည်း beach style ပေါ့ပြောရမယ်ဆိုရင်ညီမကြောင့်လည်း modern ခေတ်ပဲရောက်သွားပြောရမယ်ဆိုရင်ဟိုပေါ့အခုလူငယ်ဆိုတဲ့ကန်းရုံလှဲပြီးတော့ရိုက်ကြတယ်ဆက်ပုံရိုက်ကြတယ်တင်းကြီးနဲ့ကွက်တီပဲပြီးတော့အကြိုက်ဆုံးအနောက်ဘက်မှာကြောပြောင်ဟိုမှာဖဲပြားလေးနဲ့ပြီးသွားရင်တော့ချစ်စရာလေးအခုဟိုတုန်းက trend ဖြစ်သွားတဲ့ကြောင် trend လေးလေဟုတ်တယ်အဲ့ဒီအတွက်ဒီအင်ဂျီလေးကလုံးဝကွက်တီပဲပွဲတက်အတွက်လည်းလောမိုက်တယ်နော်တော့ blink လိုမျိုးအလက်လေးလည်းပါတယ်လုံးဝအဆင်ပြေကြိုက်လားကြိုက်တယ်အရင်ကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်ကဲကိုကြီးကြိုက်တဲ့အင်ဂျီနှစ်စုံဝတ်ပွားရဆိုနောက်ဆုံးနှစ်စုံဝတ်ပြမယ်အဲ့တော့အားလုံးပဲနောက်ဗီဒီယိုလေးကိုစောင့်ကြည့်ကြအောင်နော်တတာ